တချိန်ကအင်အားကြီးမားခဲ့တဲ့သူဝနဘူမိတထုံပြည်ကြီးဘာကြောင့်တညရဲနဲ့ပြာကျသွားခဲ့ရတာလဲ17ရာစုမှာအနော်ရထာမင်းစောကတထုံပြည်ကိုတိုက်ခိုက်ပြီးပအိုးဘရင်မနုဟာမင်းနဲ့အတူပိဋကတ်3ပုံကျွမ်းကျင်ပညာရှင်3000ကိုပကံတို့ခေါ်ဆောင်သွားခဲ့ပါတယ်ဒါဟာပအိုးသမိုင်းမှာအကြီးမားဆုံးဆုံးချုံးမှုကြီးတစ်ခုပါပဲအဲ့ဒီအချိန်ကစပြီးပအိုးလူမျိုးတွေဟာတောင်ပေါ်ဒေသကိုပြောင်းရွှေ့အခြေချခဲ့ကြပြီးမိမိတို့ရဲ့ယဉ်ကျေးမှုကိုခက်ခက်ခဲခဲထိမ့်သိမ်းခဲ့ကြရတာပါတမိုင်းရဲ့ဒဏ်ရာတွေကနေသင်ခန်းစာယူပြီးပုံမူကောင်းမွန်တဲ့အနာဂတ်ကိုဘယ်လို